ကျွန်တော်တို့ကအရင်ဆုံးပေါ့နော်ဒါ forex trading ဆိုတာကဘာလဲ forex trading ဆိုတာကျွန်တော်တို့ကဒါ digital market မှာအရောင်းဝယ်လုပ်ရတယ် digital market ဆိုတာကကျွန်တော်တို့ကဒီအပြင်မှာလဲ physical ရှိရပေါ့နော် physically ဆိုတာဒါကားတွေဒါအင်ချမ်းမြေတွေ physical ရွှေတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ကအရောင်းဝယ်လုပ်ရတယ် digital ဆိုတာကကျွန်တော်တို့ကဒီ online မှာပဲဒါ internet ကိုအသုံးပြုပြီးတော့ပစ္စည်းတွေကိုအရောင်းဝယ်လုပ်တယ်ဥပမာကဘာရွှေဖြစ်တယ်ကျွန်တော်တို့ဟိုဂိုးတွေပါဆိုလို့ရှိရင်လည်းဒါဟိုဘယ်လိုပြောမလဲဒီ market မှာပဲဒီကဘာတကယ် market ကြီးတွေမှာကျွန်တော်တို့ကဝင်ပြီးတော့ USD တွေနဲ့ dollar side တွေနဲ့ရောင်းဝယ်လုပ်ရတာကိုကျွန်တော်တို့က digital marketing လို့ခေါ်ပါတယ်ပြီးလို့ရှိရင်forex ဆိုတဲ့အသေးပေးရတော့ဒါ foreign ဆိုတာနဲ့ exchange ပေါ့နော်ဒါ foreign ဆိုတာကကျတော့နိုင်ငံခြားငွေကြေးပြီးလို့ရှိရင် exchange ဆိုတာလဲလေတာအဲ့လိုမျိုးနိုင်ငံခြားငွေကြေးလဲလေချင်းကနေပြီးတော့ဆင်းသက်လာတာပါအဲ့ဒါကမှအတူပေါက်ပေါ့နော် foreign ရဲ့ FOR ကိုယူရဲ exchange ရဲ့ EH ကိုယူပြီးတော့ဒါ forex ဆိုပြီးတော့ဖြစ်လာတာပါအဲ့ဒါကြောင့်ကျွန်တော်တို့က forex trading ဆိုပြီးခေါ်တာပဲဖြစ်ပါတယ်ပြီးတော့ကျွန်တော်တို့က forex trading ကိုအရောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်အပြင်ကဒီ physical market တွေမှာအရောင်းဝယ်လုပ်တာ ਨੇ တူတူပဲပေါ့နော်ဘာမှမထူးမခြားနာပဲဘာဖြစ်လို့ဘယ်လိုလုပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကအပြင်မှာဟိုပစ္စည်းတွေကိုအရောင်းဝယ်လုပ်တော့မယ်ဆိုလို့ရှိရင်ကိုကပစ္စည်းတစ်ခုတန်ဖို့ကဈေးတက်မယ်လို့သိထားလို့ရှိရင်ဥပမာထားပါတော့အင်ချန်မီပဲဆိုပါလို့အင်ချန်မီကဒါဈေးတက်ဖို့အလားအလာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဝယ်ထားလိုက်ပြီးတော့ဈေးတက်တဲ့အချိန်မှာကျွန်တော်တို့ကပြန်ပြီးတော့ရောင်းခြင်းကိုဒါ trading လုပ်တယ်လို့ခေါ်ရဲပေါ့နော်အဲ့လိုပဲပစ္စည်းတစ်ခုဥပမာကိုကကားတစ်စီးဝယ်ထားတယ်ဆိုလို့ရှိရင်ဒါကားစီးတွေကြတော့မယ်လို့ကိုကခံမှန်းမိတယ်သုံးသက်မိတယ်ဆိုလို့ရှိရင်အဲ့စိုးရိမ်ကြိုတင်ပြီးတော့ရောင်းထားခဲ့တာကိုကျွန်တော်တို့ကဒါ trading လုပ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကခေါ်တယ်ပေါ့နော်အဲ့တော့ဒါက trading ရဲ့သဘောတဘာဝပါပြီးရင်ကျွန်တော်တို့က digital trading လုပ်နေတာဖြစ်တဲ့အတွက်အပြင်တွေလို့ပေါ့နော်ဒါနိုင်ငံရေးသတင်းတွေလည်းနားထောင်ရတယ်အဲ့အတွက်သတင်းအချက်လက်တွေနဲ့ technical analysis တွေကိုပေါင်းပြီးတော့ဒါကကျွန်တော်တို့ကဒါဈေးတက်နိုင်လားဒါမှမဟုတ်ရင်ကျနိုင်လားခံမှန်းပြီးတော့အမျက်ရှာတဲ့အလုပ်ဖြစ်ပါတယ်ဆိုတော့သတင်းအချက်လက်တွေဆိုတာကတော့ဒါ American နဲ့ even စစ်ပွဲလိုမျိုးတွေပြီးလို့ရှိရင်တခြားပေါ့နော်ဒါဟိုဘယ်လိုပြောမလဲတခြားဒီဟိုစီရေနံဈေးတွေပြီးလို့ရှိရင်ဒါဒေါ်လာဈေးတွေကလည်းဘယ်လိုတွေရှိရဲဒါတခြားဟိုပေါ့နော်ဒါရဲ့အချိုးကြတာပေါ့ဗျာ USD ကိုပေါင်းနေဆိုလို့ရှိရင်ဒါကမ္ဘာရွှေနဲ့ဆိုလို့ရှိရင်ဘယ်လောက်ဒေါ်လာဈေးဘယ်လောက်ဖြစ်သွားလို့ရှိရင်ရွှေဈေးကဘယ်လောက်ကိုပြန်ကျတယ်ဒေါ်လာအားကောင်းလို့ရှိရင်ရွှေဈေးကကျတယ်ဒေါ်လာအားပြော့လို့ရှိရင်ရွှေဈေးကတက်တယ်ပေါ့နော်အဲ့လိုမျိုးအချိုးကြတာလေးတွေကိုလည်းကျွန်တော်တို့ကတိပြီးတော့မှဟိုအယောင်းဝယ်လောက်ရတာဖြစ်ပါတယ်ပြီးတော့ technical analysis ဆိုတာကကျွန်တော်တို့ကဒါ strategy တွေပေါ့နော် strategy တွေကိုသုံးပြီးတော့မှဒါဈေးကတက်နိုင်လားကျနိုင်လားလားရပါလဲ direction ကဘယ်ဘက်ကိုဥတီလဲဆိုတာကိုကျွန်တော်တို့ကခံမှန်းခြင်းပဲဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့ forex trading ဆိုတာဘာလဲပေါ့နော်ပြီးတော့ကျွန်တော်တို့က forex trading လုပ်တော့မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံကနေဓာတ်ရိုက်ကြီးကျွန်တော်တို့ကအယောင်းဝယ်ဒီ market ထဲမှာဝင်လုပ်လို့မရဘူးဝင်လုပ်လို့မရတော့ကျွန်တော်တို့ကဂျားလက်ကောင်မှာဘာလို့လဲဆိုတော့ broker ကိုလိုတယ်ဗျာ broker ဆိုတာကကျတော့ကျွန်တော်တို့ဒါပွဲစားလို့သဘောမျိုးပေါ့နော်ဘာသာပြန်မယ်ဆိုလို့ရှိရင်မြန်မာနိုင်ငံမှာဆိုကျွန်တော်တို့ကဟိုကဘာရွှေကိုကျွန်တော်တို့ကဒီ digital market ထဲမှာဝင်ပြီးတော့အယောင်းဝယ်လုပ်တဲ့အခါမျိုးမှာဓာတ်ရိုက်ကြီးတော့ဝင်ပြီးတော့ဗျာကဘာရွှေကိုဝယ်မယ်ငါ USD ပေးမယ်မင်းငါ့ကိုရွှေဘယ်လောက်ပေးဆိုပြီးကျွန်တော်တို့ကဝင်ပြီးတော့ရောင်းဝယ်လုပ်လို့မရဘူးဒါလည်းကောင်မှာ loss side ဆိုတာခံထားတယ်ပေါ့နော်ကျွန်တော်တို့က USD ကနေမှ loss side နဲ့ဝင်ပြီးတော့ရွှေကိုအယောင်းဝယ်ဝင်လုပ်ရတယ်အဲ့ကြမှာသူတို့ကနေပြီးတော့ပေးတယ်အရင်တုန်းကဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ market ထဲမှာဒေါ်လာ100ဒေါ်လာ900ဒေါ်လာ1000လောက်နဲ့ဝင်ပြီးတော့အယောင်းဝယ်လုပ်လို့မရဘူး loss side ကိုသူတို့ကပေးမတုံဒါပေမဲ့ broker တွေပေါ်လာပြီးတဲ့နောက်ပိုင်းမှာသူတို့ပေးထားတဲ့ leverage ဆိုတာရှိတယ်ပေါ့နော်အဲ့တော့ leverage ဆိုတဲ့ဟာကိုပေးထားလို့ဥပမာဘဏ်တစ်ခုကနေပြီးတော့ကျွန်တော်တို့ငွေလို့ချိထားတယ်ငွေလို့ချိထားတဲ့အတွက်ကျွန်တော်တို့ကဟိုကိုကြိုက်တဲ့ပစ္စည်းတစ်ခုကိုဝယ်လို့ရတယ်အဲ့လိုသဘောမျိုးပဲပေါ့နော်သူက market မှာအယောင်းဝယ်လုပ်ဖို့အတွက်ဂျားတဲ့ကနေသူကပွဲစားလုပ်ပေးတဲ့သူ broker ဆိုတာကိုကျွန်တော်ကရွေးချယ်ဖို့လိုတယ်ဟို broker ရွေးချယ်ဖို့မမှန်လို့ရှိရင်ကျွန်တော်ကဟိုရောင်းစင်းနဲ့ဝယ်စည်းကွာဟချက်တွေအများကြီးဖြစ်သွားတာမျိုးတွေပြီးလို့ရှိရင်ဒါကို trade နေတဲ့အချိန်တွင်းမှာ error ဖြစ်တာမျိုးတွေ split ဖြစ်တာမျိုးတွေအများကြီးရှိတယ်ပေါ့နော်အများကြီးလည်းကြုံရတယ်ဆိုတော့ broker ကိုကစပြီး trading လုပ်တော့မယ်ဆိုလို့ရှိရင် broker ရွေးချယ်မယ်ဆိုလို့ရှိရင်ဒါbroker ကဘယ်လို history တွေရှိတယ်error တွေဘယ်လိုရှိတယ် term condition နဲ့ညှိရင်ဘယ်လိုဖြည့်ရှင်းပေးလဲဆိုတာတွေကမှအစကျွန်တော်တို့ကတေချာကမှရွေးချယ်ပြီးတော့မှ trading ကိုစတင်လုပ်ကိုင်တင်ပါတယ်ဆိုတော့ဒီမှာပေါ့နော် separate commission sweep error split deposit withdrawal ဘိုင်းတွေပေါ့နော်အကုန်လုံးကိုတေချာလေးစီစစ်ပြီးတော့မှ broker ကိုရွေးချယ်ပါပြီးရင် leverage ဆိုတာကကျွန်တော်ဆွမ်းလာကပြောသလိုပဲပေါ့နော်ကိုကဒီ market ထဲမှာရောင်းဝယ်လို့ဝင်လုပ်ဖို့အတွက်ကအဆင်မပြေဘူးကိုမှရှိရတော့100တော့200လောက်နဲ့ကအဲ့တော့ဒီ broker တွေကဂျားတဲ့ကောင်ကနေပြီးတော့မှ leverage အတိုးပေးတယ်ကိုကအဲ့အတိုးရတဲ့ဟာနဲ့ဝင်ပြီးတော့ရောင်းဝယ်လုပ်ရတယ်ဆိုတော့ဒါက broker အကြောင်းပါနောက်တစ်ခုကတော့ကျွန်တော်တို့ loss side အကြောင်းဆွမ်းလာကကျွန်တော်ပြောတဲ့ loss side ပေါ့နော်ဆိုတော့ loss side ဆိုတာကကြတော့ဘယ်လိုပြောရမလဲကျွန်တော်တို့က USD နဲ့ဒီကဘာရွှေနဲ့ကိုဝင်ပြီးရောင်းဝယ်လုပ်တဲ့နေရာမှာဂျားလက်ကောင်မှာခံတဲ့ဟာကို loss side လို့ခေါ်တယ် loss side နဲ့ကျွန်တော်တို့ကနိုင်တဲ့ pit အရေးအတွက်နဲ့ရှုံးတဲ့ pit အရေးအတွက်နဲ့ဘယ်လိုလုပ်လဲပေါ့နော်ဆိုတော့ဒီမှာတစ်ချက်လောက်ကြည့်အောင်loss side ပေါ့နော် broker တော်များများက 1:900 leverage ပေးကြတယ် 1:1000 ထိလည်းပေးကြတယ် broker ရှိရပေါ့နော်ဆိုတော့ဥပမာကိုက
100ရှိတယ်ဒေါ်လာ100ထည့်ထားတယ်ဆိုလို့ရှိရင်ဒီ loss side ကို 0.01 နဲ့ပဲဒါဝင်တင်နေပေါ့နော်ပြီးရင်ဒေါ်လာ200ထည့်ထားလို့ရှိရင် 0.02 ကို့မှာရှိတဲ့အကောင့်ထဲကပတ်စံရဲ့ 1% ကိုပဲကျွန်တော်တို့ကဒါ risk ယူပြီးတော့အယောင်းငွေဝင်လုပ်ခြင်းဖြစ်ပါတယ်ပေါ့နော်ဒေါ်လာ900ဆိုလို့ရှိရင် 0.05 ဒေါ်လာ1000ဆိုလို့ရှိရင် 0.1 2500ဆိုရင် 0.25 5000ဆိုလို့ရှိရင် 0.5 ပေါ့နော်ဒါကို့အကောင့်ထဲမှာရှိတဲ့ margin ရဲ့ဒါ 1% ကိုပဲကျွန်တော်တို့ကဒါ risk ယူပြီးတော့အယောင်းငွေလုပ်ခြင်းဖြစ်ပါတယ် loss side ကမတုံးတက်လို့ရှိရင်လည်းအကောင့်ပြုတ်သွားနိုင်ပါတယ်အကောင့်ပြုတ်တယ်ဆိုတာကတော့ကို့အကောင့်ထဲမှာငွေတရားမှမရှိတော့တာပေါ့နော်ဘာလို့လဲဆိုတော့ဒေါ်လာ100ကြီးထည့်ပြီးတော့ 0.1 မျိုးနဲ့ဝင်တာတွေ 0.25 နဲ့ဝင်တာတွေကကြတော့ဒါဟို comment ထားတဲ့ direction အတိုင်းသွားလို့ရှိရင်တော့ကောင်းတယ်ဒါပေမဲ့ comment ထားတဲ့ direction တိုင်းမဟုတ်ဘဲနဲ့အောက်ကို pit လေးပေါ့နော်ဥပမာထားတော့5 pit 10 pit လောက်ရွေးသွားနေပဲကို့အကောင့်ကတော့ပေါ့နော်ဒါ liquidity တွေဖြစ်သွားနိုင်ပါတယ်ဆိုတော့ loss side ကိုတခြားလေးသုံးကြပါကျွန်တော်အကြံပေးချင်တာကို့အကောင့်ထဲမှာရှိတဲ့ margin ရဲ့ 1% 2% ထက်ပိုပြီးတော့မသုံးပါနဲ့ပေါ့နော် loss side ကအဲ့လေးကိုကျွန်တော်ကပြသခြင်းဖြစ်ပါတယ်ပြီးတော့ဒါ currency pair တွေအကြောင်းပေါ့နော်ဆိုတော့ကျွန်တော်တို့က forex trading မှာကအမျိုးမျိုးရှိတယ်ကိုလုတ်ချင်တဲ့အရာအကုန်လုံးကိုဒါ trading လုပ်လို့ရတယ်ဒါ currency pair တွေလည်းရှိcurrency pair ဆိုတာကဒါ XAU USD လိုမျိုးတွေရှိတယ်ပြီးရင် Euro USD ရှိတယ် Euro USD ဆိုတာကကျွန်တော်တို့ဒါ Euro ငွေနဲ့ USD နဲ့ trading လုပ်ရတာ NZD USD ပေါ်တာ New Zealand ငွေတွေနဲ့ဒါဒေါ်လာနဲ့ကိုဒါ trading လုပ်ရတာကျွန်တော်တို့မြန်မာနိုင်ငံမှာအများဆုံးလုပ်ကြတာကတော့ဒါ XAU USD လို့ခေါ်တယ်ပေါ့နော်ဒါကမ္ဘာရွှေကိုအများဆုံးအယောင်းဝယ်လုပ်ကြတာပဲဖြစ်ပါတယ်ပြီးတော့ဟိုငွေဒါမှမဟုတ်လို့ရှင် platinum ဒါကြီးလည်း trade လုပ်ရတယ်ပေါ့နော်ငွေဆိုလို့ရှင်တော့ဒါ XAG USD လို့ခေါ်တယ်အစရှိသဖြင့်အများကြီးရှိတယ်ပေါ့နော်ကိုကြိုက်တဲ့ currency ကိုက bad test တွေလုံးstrategy စမ်းသပ်ပြီးတော့မှဒါကြိုက်တဲ့တရားပဲကိုက trade လို့ရပါတယ်ပေါ့နော်ပြီးတော့ strategy တွေအကြောင်းဆိုတော့ကျွန်တော်တို့ကဒီ trading ကိုစလုပ်တော့မယ်ဆိုလို့ရှိရင် strategy တွေအများကြီးရှိတယ်TA လို့ခေါ်တဲ့ဒါ technical analysis တွေပေါ့နော်ပြီးလို့ရှိရင် FA လို့ခေါ်တဲ့ fundamental analysis နှစ်မျိုးရှိပါတယ်ကိုကဟိုနှစ်ခုလုံးကတော့ကျွန်တော်တို့သုံးရမှာဘာဖြစ်လဲဆိုတော့ technical analysis တွေကလည်းအရေးကြီးတယ်ကျွန်တော်တို့ဒါ day trader တွေတော်တော်များများကလည်း strategy တွေနဲ့ပဲဒါဟို technical analysis တွေနဲ့ပဲကျွန်တော်တို့က trader ဖြစ်တယ်fundamental analysis တွေရှိတဲ့ yes ဆိုလို့ရှိရင်လည်း technical analysis တွေကဘယ်လိုပြောရမလဲနည်းနည်းအသုံးမဝင်တော့တာများတယ်ဥပမာအရေးကြီးတဲ့ဒါ CPI လို့ပေါ့နော် non-farm payroll လို့ဘာလို့ထွက်လာပြီဆိုလို့ရှိရင်တော့ဒါ FOMC လို့သတင်းတွေဆိုလို့ရှိရင်အရန်ဟိုမှာ market က movement ဖြစ်တာမြန်တယ်ပေါ့နော်အပေါ်တက်မယ်ဆိုလို့ရှိရင်လည်းဒါပြင်းပြင်းထန်ထန်တက်နိုင်တယ်လို့အောက်ကိုကျမယ်ဆိုလို့ရှိရင်တောက်လျှောက်ပြီးပြင်းပြင်းထန်ထန်ကျနိုင်ပါတယ်ဆိုတော့ဒါ fundamental ကိုဒါ technical analysis ကိုနှစ်ခုလုံးကအရေးကြီးပါတယ်ဒါပေမဲ့ကျွန်တော်တို့ daily trader တွေတော်တော်များများကတော့ TA ကိုအများဆုံးသုံးကြပါတယ်ဆိုတော့ကြည့်အောင် technical analysis မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါ price session တွေရှိမယ် SMC လို့ခေါ်တဲ့ smart money concept တွေရှိမယ်ပြီးရင် ICD လို့ ICD concept တွေရှိမယ် CRD candlestick theory တွေရှိမယ်ဒါ liquidity order flow အစရှိတဲ့ပြင်ပေါ့နော် technical analysis တွေကတော့အများကြီးပဲဆိုတော့ဟိုတကယ်အဲ့လိုမျိုးပေါ့နော်ဒီ strategy ရွေးချယ်တဲ့နေရာမှာလေကိုနဲ့ live ဖတ်တဲ့ strategy ကိုတေချာကိုလေ့လာပြီးတော့ bad test တွေလုပ်ထားတဲ့ strategy တွေကိုပဲသုံးဖို့အတွက်ကျွန်တော်ကအကြံပေးပါတယ်ဘာဖြစ်လဲဆိုတော့ဒါမှကိုယ့်ရဲ့ strategy ကိုဒါ 100% ယုံကြည်မှုအပြည့်ရပြီးတော့မှတကယ် real market ကိုရောက်တဲ့အခါမျိုးမှာလည်းဒီ strategy ကိုမှကိုကယုံကြည်တဲ့အတွက်ဒါ emotion ကိုကောင်းကောင်း control လုပ်နိုင်တာမျိုးတွေပေါ့နော်အများကြီးအကျိုးသက်ရောက်မှုရှိပါတယ်ဆိုတော့ဒီထဲမှာဆိုလို့ရှိရင်ဒါအကျယ်ချဲ့ပြီးတော့တင်ရမယ်ဆိုလို့ရှိရင်တော့အများကြီးပေါ့နော် price action ဆိုလို့ရှိရင်လည်းရှိတယ် smart money concept တွေလည်းတင်ရပါတယ်အများကြီးပဲ ICD CRD ဒါ liquidity ဆိုလို့ရှိရင်လည်းဒါတော်တော်ရှိုးကြတော့ဒီ smart money concept ထဲမှာပဲ liquidity ကိုထည့်ပြီးတော့တင်ချတယ်ဒါပေမဲ့ liquidity ကိုကျွန်တော်ကတော့အချိန်တစ်ခုတိုင်းတာတစ်ခုထိပေးပြီးတော့ကျွန်တော်ကတော့တင်တာပိုးများတယ်ပေါ့နော်ဘာလို့လဲဆိုတော့ liquidity ကနည်းနည်းရှုပ်တယ်ဟိုဘယ်လိုပြောမလဲတေချာကိုရှင်းပြမှနားလည်တဲ့ဟိုဘယ်လိုပြောမလဲဟိုမျိုးပေါ့နော်သင်ခန်းစာမျိုးပေါ့ပြီးရင် order flow ကတော့မခတ်ပါဘူးဆိုတော့ဒါကတော့ဒီနေ့ကတော့ကျွန်တော်ကဒါအကျယ်ချက်ပြီးတော့တင်ပြမှာမဟုတ်ပါဘူးဒါက strategy အကြောင်းကိုဒါက မိတ်ဆက်ပေးရုံပဲမိတ်ဆက်ပေးရပါဒါ fundamental ဆိုတာကတော့သတင်းတွေပြောပါတော့ဒါ data တွေရှိမယ်ပြီးရင် news တွေရှိမယ်ပြီးရင်ဒါ news တွေဆိုလို့ရှိရင်ဒါ CPI တို့ NFP တို့ပြီးလို့ရှိရင်ဒါ non-farm payroll တို့ဒါ FOMC တို့အစရှိသဖြင့်ပေါ့နော်သတင်းတွေအများကြီးပဲရှိပါတယ်ဒါသတင်းတွေကိုကြည့်ကျင်တယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဟိုပါပေါ့နော်ဒါ application ဖြစ်တဲ့ဒါ investing.com တို့ပြီးလို့ရှိရင် forex factory တို့မှာကျွန်တော်တို့သွားပြီးတော့ကြည့်လို့ရပါတယ်ဒီနေ့ဗာသတင်းတွေရှိတယ်ပြီးရင်ဘယ်သတင်းတွေကဘယ်လောက်အရေးကြီးတယ် high impact ဖြစ်တယ်ဆိုတာကိုအဲ့ထက်မှာအနီအောင်လေးတွေနဲ့သူတို့ပြပေးထားပါတယ်ခင်ဗျာပြီးရင် demo account ပေါ့နော်ကျွန်တော်တို့ကအခုမှစပြီးတော့ trading ကိုလုပ်မဲ့သူတယောက်အနေနဲ့ပေါ့နော်တကယ်ကိုယ့်ရဲ့ real money ထည့်ပြီးတော့ trader ဟာအရေးတော်ကိုစွန့်လွှဲကြပါတယ်ရှင်းပြောလို့ရှိရင်တော့ဒါအလကားနေအလကားပေါ့နော်market ကိုသွားပြီးတော့ပတ်စံပေးတဲ့သဘောမျိုးပါပဲဆိုတော့ကျွန်တော်တို့က demo account အရင်ဆုံးဖွင့်မယ် demo account ဆိုတာကလေ့ကျင့်ဖို့တော့ကျွန်တော်တို့ကတကယ် real market ကိုသွားပြီးတော့ကိုယ်ပတ်စံအစစ်ထည့်မ trade ခင်မှာဒါအပြင်ဆင်တဲ့အနေနဲ့ဒါဟ
လေ့ကျင့်စတဲ့သဘောမျိုးပါပဲဒါဒီထဲမှာဆိုလို့ရှိရင်အကုန်လုံး real market နဲ့အကုန်တူပဲဈေးလည်းတူပဲရှိမယ်ပြီးရင်ကို trade ခြင်းနဲ့ currency pair လည်းအစုံရှိမယ်ပြီးလို့ရှိရင်ဒါ loss side တွေရမှာအစ TPS ထားနည်းတွေပေါ့နော်ပြီးရင် buy limit sell limit ထားနည်းတွေ time frame တွေရောပြီးရင်2 3နည်းတွေရောအကုန်လုံးကအတူတူပါပဲခင်ဗျာဆိုတော့ကိုကသာတကယ်လို့ real market ကိုတန်းပြီးတော့ပတ်စံထည့်ပြီး trade မယ်ဆိုလို့ရှိရင်ဘာမှကိုမှ experience မရှိတဲ့အတွက်ကိုယ့်ရဲ့ပတ်စံတွေအကုန်လုံးကကုန်သွားနိုင်တယ်ပေါ့နော်အကောင့်ကိုချက်ချင်းပဲပြုတ်သွားနိုင်ပါတယ်အဲ့တော့ဒီမိုအကောင့်ဖွင့်ပြီးတော့ဒါလေ့ကျင့်ထားမယ်ဆိုလို့ရှိရင်ကိုယ်မှလုံလောက်တဲ့ experience ရှိမယ်ဒါပေမဲ့ real market မှာကျတော့ကိုယ့်ရဲ့ real money ဖြစ်တဲ့အတွက်ဒါ emotional နဲ့မတူနိုင်ဘူးပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲဒီ MD5 ကိုကျွန်တော်တို့က3နည်းတွေပေါ့နော်လေပပတ်3တက်သွားမှာဆိုတော့ကိုက trading လုပ်နေတဲ့ကာလတစ်ခြားလုံးကဒီ MD5 မှာပဲကျွန်တော်တို့က trade ရမှာဖြစ်တဲ့အတွက်ဒီ MD5 FG ကိုမှကိုကကျွမ်းကျင်ရင်မသုံးတတ်ဘူးဆိုလို့ရှိရင်ရေရှည်အဆင်မပြေမှာဖြစ်တဲ့အတွက်ဒီ MD5 app ကိုဒီမိုကောက်ဖွင့်ပြီးတော့ဒါတစ်လဖြစ်စေ2လဖြစ်စေ3လဖြစ်စေဒါ4 5 6လပဲဖြစ်စေပေါ့နော်ဒါ training လုပ်တာကအရန်ကိုကောင်းမွန်တဲ့လေ့ကျင့်ရေးပုံစံပါပဲခင်ဗျာဆိုတော့ session တိုင်းရဲ့ entry confirm session ချိန်တွေပေါ့တော့ဒီမှာဆိုလို့ရှိရင်ဒါတော့ session ချိန်တွေရှိမယ်ဆိုတော့ session ချိန်တွေကဘယ်လိုလဲဆိုလို့ရှိရင်ဒါကျွန်တော်တို့မနက်1နာရီဒါမြန်မာစံတော်ချိန်ပေါ့တော့မြန်မာစံတော်ချိန်မနက်1နာရီ2နာရီ3နာရီ4နာရီ5နာရီ6နာရီ9နာရီထိကဒါစစ်တနီလို့ခေါ်တယ်ပေါ့နော်စစ်တနီမျိုးရဲ့ session ချိန်မှာsorry စစ်တနီနိုင်ငံရဲ့ session ချိန်မှာဒါပြီးလို့ရှိရင်ဒါအဲ့ဒီအချိန်ကနေပေါ့နော်မနက်2နာရီကနေပြီးတော့8နာရီထိကကျတော့တိုကျို session ချိန်မှာဆိုတော့ဒီနှစ်ခုကိုပေါင်းပြီးတော့ကျွန်တော်တို့ကဘယ်လိုခေါ်လဲဆိုလို့ရှိရင် Asia session ချိန်လို့ခေါ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က Asia session ချိန်မှာက market ကအရင် movement မဖြစ်ပါဘူးအရင်အေးပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမနက်ပိုင်းနေမှာကတော့နည်းနည်းshort term ပေါ့နော်တချို့ဆိုလို့ရှိရင်တော့ဒါ loss အကြီးတွေနဲ့ဘယ်လိုပြောမလဲရေတူ entry လေးတွေဝင်ကြပါတယ်ဒီမနက်ပိုင်းမှာဒါ9နာရီခွဲ10နာရီဆိုလို့ရှိရင်ဒါနည်းနည်းပေါ့အလုတ်ခက်လေးဖြစ်တယ်ပေါ့နော်ဆိုတော့ဒါကိုကျွန်တော်က Asia session ချိန်လို့ခေါ်ပါတယ်ပြီးတော့မနက်10နာရီ17နာရီ17နာရီပေါ့နော်အဲ့လောက်ကနေစပြီးတော့ London market session ချိန်ကဝင်လာပါတယ်ကောင်းကောင်းအလုပ်တာတော့ဒီ7ခွဲ1နာရီလောက်မှာကတော့ဒီ London session ချိန်ကနည်းနည်းအလုတ်ခက်လေးပို့ပြီးတော့ဖြစ်တယ်ပေါ့နော်အဲ့တော့ညနေ4နာရီကနေစပြီးတော့ကျွန်တော်တို့ဒါ9နာရီလောက်sorry 4နာရီလောက်ကနေစပြီးတော့ကျွန်တော်တို့ New York စင်ချိန်ဝင်တယ်ဒါပေမဲ့ market ကအဲ့လောက်ကြီးအရင် movement ဖြစ်ပါဘူးသူတို့ overlap ဖြစ်တဲ့ချိန်တွေပေါ့ဒါ9နာရီခွဲ8နာရီလောက်ဆိုလို့ရှိရင်တော့ market ကနည်းနည်းလှုပ်ခတ်များပါတယ်ဘာလို့လဲဆိုတော့အဲ့အချိန်တွေကဒါ New York စင်ချိန်နဲ့ London စင်ချိန်နဲ့ဒါ overlap ဖြစ်တဲ့ချိန်တွေမလို့ပေါ့နော်ဒီလိုနေရာတွေပြီးဒီလို overlap ဖြစ်တဲ့ချိန်တွေမှာကတော့နည်းနည်း market ကအလှုပ်ခတ်ဖြစ်ပါတယ်ဆိုတော့ဒါလေးကကျွန်တော်တို့ပေါ့နော်ဒါ session ချိန်ပဲဖြစ်ပါတယ်ဆိုတော့အဲ့လို session ချိန်တွေ alike ကိုကဘယ်လို confirmation ယူပြီး entry ဝင်လဲဆိုလို့ရှိရင်ကျွန်တော်အခုလက်ရှိပေါ့နော်ကျွန်တော် experience အရာကျွန်တော် trade နေတဲ့ပုံစံကတော့ဒါမနက်ပိုင်း Asia session ချိန်မှာကျွန်တော် market ကို analysis လုပ်လိုက်တယ်ပြီးရင် London session ချိန်မှာလာretracement ပြန်လာတာပဲဖြစ်ဖြစ် pullback ပြန်လာတာပဲဖြစ်ဖြစ်အဲ့လိုမျိုးလေးလာတတ်ပါတယ်လာတတ်တဲ့အချိန်ပေါ့နော်ပြီးလို့ရှိရင်ညနေဘက်4နာရီဥမာတစ်ခါလေတော့လည်းနေ့2နာရီ3နာရီဆိုလို့ရှိရင်တော့entry ရတတ်ပါတယ်ဒါပေမဲ့အဲ့ချိန်မရဘူးဆိုလို့ရှိရင်4 5 6နာရီပေါ့နော်အဲ့တော့အတွင်းမှာကိုမှတ်ထားတဲ့ entry နေရာကိုလာတယ်ပြီးရင် confirm ဖြစ်တယ်ပေါ့နော် confirm ဖြစ်တယ်ဆိုတာကဒါ 6S ဆောင်းတာဖြစ်ကိုက6 down ဆောင်းတာဖြစ် break out ဆိုတာဆောင်းတာဖြစ်ဒါ rejection candle ဆောင်းတာဖြစ်ပေါ့နော်ဆိုတော့အဲ့လို confirm ရပြီဆိုတော့ကျွန်တော်က entry ဝင်ပါတယ် New York စင်ချိန်မှာကျွန်တော်တို့ profit ထွက်တယ်ပေါ့နော်အဲ့တော့ဒါ entry confirm နဲ့ဒါစင်ချိန်လေးနဲ့ဒါကျွန်တော်ကရှင်းပြပေးခြင်းဖြစ်ပါတယ်ဆိုတော့ဒီနေ့သင်ခန်းစာလေးကတော့ဒီလောက်ပါပဲနောက် video မှာကျွန်တော် price session ရဲ့တကယ်အခြေချဲ့ပြီးတော့ price session story နောက် video တွေမှာကျွန်တော်ကဒါ strategy အကြောင်းတွေကိုအခြေချဲ့ပြီးတော့ကျွန်တော်ကသင်ပေးမှာပဲဖြစ်ပါတယ်price session စနစ်ကိုအရင်ဆုံးသင်ပေးပါမယ် price session စနစ်ကိုတကယ်ကိုချေချေမြတ်မြတ်နားလည်အောင်သိအောင်ကိုပဲတေချာစနစ်တကျသင်ပေးမယ်ပေါ့နော် price session ဆိုတာကတကယ်နောက်ထပ် strategy တွေတွားဖို့အတွက်ဒါ foundation ဆိုလည်းမမှားပါဘူးဒီ price session ကိုကောင်းကောင်းသိထားမှနောက်ထပ် strategy တွေကိုသင်ရတာလွယ်ကူမှာဖြစ်တဲ့အတွက်ဒီဟာကိုကျွန်တော်ကတိချာချာကိုပဲ foundation ခံရတဲ့တွားလို့ရအောင်စနစ်တကျသင်ပေးဖို့ကျွန်တော်ဆုံးဖြတ်ထားတယ်ပေါ့နော်ကျွန်တော်အခုအဲ့ဒါလည်းလုပ်ပြီးပါပြီဆိုတော့အခုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်